လိုက်တယ်စကားတွေကိုရှော့ပြောပါကျွန်တော်သားကအခုဆိုရင်တော်နေပြီခင်ဗျားတို့ထံမညံ့ဘူးဒါပေမဲ့သူတို့ကလူယူကိုအထင်သေးမြဲပါပဲသူတို့ကဘေးချင်းကခေါင်းဆောင်တွေစီးတဲ့ကားအကြောင်းတွေပြောပြီးလူယူမိသားစုတက်တက်လောက်ရှာလဲမရနိုင်တဲ့ပမာဏလို့ပြောကအနိုင်ကျင့်နေကြတယ်လူယူကတော့သူ့ရဲ့ပစ္စည်းတံမိုးဖြတ်စနစ်ကိုတုံးပြီးသူတို့စီးလာတဲ့ကားကိုကြည့်လိုက်တဲ့အခါဟက်ဒါကတော့မတော်တဆဖြစ်ထားတဲ့ကားအောင်ကြီးပဲရှစ်ဝင်ရိုးလဲထားရတယ်ကိုယ်တွေကလည်းတန်ချေးတွေတက်ပြီးအင်ဂျင်ကလည်းစီးယူနေတာပဲဈေးကလည်းပေါက်ဈေးထက်အများကြီးနေနေတယ်လူယူကအဲ့ဒီကားအကြောင်းကိုလှောင်ပြောင်ပြီးတော့သူ့ဖေကိုပြောလိုက်တယ်အဖေအဲ့ဒီကားကိုပဲသူတို့ကတမိုးကြီးတလူလုံးနဲ့ဂုံယူနေတာပါဒီစကားတွေထားလိုက်ပါတော့အိမ်ရှိမြေကိုတူးလိုက်ပါမနေ့ပြန်ကြရင်အုပ်တွေတဲလာပြီးအုပ်မြစ်ချမယ်ဒီခါမှာတော့အိမ်ကြီးချင်းတွေကဒေါသထွက်ပြီးငါတို့အိမ်ရှိမှာအုပ်မြစ်ချရဲဆိုတာဘာသဘောလဲဒီအဆောက်အုံကငါတို့အဝင်ထွက်ကိုပိတ်ဆို့နေလိမ့်မယ်လေနေအောင်လည်းမရတော့ဘူးလေလည်းမဝင်တော့ဘူးငါတို့ဘယ်လိုနေရမလဲလူယူရဲ့အဖေကပြန်ပြောလိုက်တယ်ငါသားကအိမ်ရှိမှာဆိုင်ကန်းဆောက်ဖို့ပတ်စံနေငယ်တုံးနိုင်တယ်သူဘယ်လိုဆောက်ခင်ဗျားတို့နဲ့မဆိုင်ဘူးအိမ်ကြီးချင်းတွေကတော့အတင်းကျပ်ပဲဒါပေမဲ့တခြားသူရဲ့တကားရှိမှာအိမ်ဆောက်ပြီးပိတ်ဆို့တာမျိုးဘယ်လိုလုပ်ကြတယ်လဲငါတို့ဘယ်လိုရှင်တန်ရမလဲလူယူကတော့အေးစစ်စစ်ပဲပြန်ပြောလိုက်တယ်နောက်ဘက်ကနေပတ်သွားကြပေါ့အဲ့ဒီမှာရင်ညောင်းဖို့ကြီးရှိတယ်အဲ့ဒီထဲကနေဖြတ်သွားလိုက်ပါအဲ့ဒီမှာခင်ဗျားတို့ရဲ့ဆင်းရဲတဲ့အနံ့တွေကိုစေးကြောပြလိုက်နိုင်တာပေါ့ဟာဟာအိမ်ကြီးချင်းတွေကတော့အတိတ်ကအကြောင်းတွေကိုပြန်ပြောရင်းအတနာခံဖို့စူးစမ်းပေမဲ့လူယူကတော့လုံးဝဂရုမစိုက်ဘူးသူ့ဖေကတော့စိုးရိမ်နေပေမဲ့လူယူကတော့အားပေးလိုက်တယ်အဖေကျွန်တော်တို့ဒီလိုလူတွေကိုဂရုစိုက်စရာမလိုဘူးပုံစံထုတ်ပြီးသားမို့လို့စောင့်ပါပဲလူယူကတော့သူ့မိဘတွေကိုစိတ်မပူဖို့ပြောရင်းဒီကိစ္စကိုသူကိုယ်တိုင်ဖြေရှင်းမယ်လို့ကတိပေးလိုက်တယ်သူကဒီမြေကိစ္စကိုဖြေရှင်းဖို့အတွက်ကိုဟုံဆိုတဲ့သူစီကိုတွားဖို့ဆုံးဖြတ်လိုက်တယ်လူယူထွက်သွားတဲ့နောက်မှာအိမ်ကြီးချင်းတွေကသူ့ကိုအထင်သေးစွာနဲ့ပဲဆက်ပြောနေကြတယ်သူတို့ကလူယူဟာအမိုက်ကောက်တဲ့သူပဲဖြစ်လို့ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့ထင်နေကြတယ်လူယူကတော့ကိုဟုံရဲ့အိမ်ကိုရောက်သွားပြီးအကြောင်းစုံကိုပြောပြဖို့ကြိုးစားတယ်ကိုဟုံကတော့သူ့လူဖြစ်တဲ့ကိုဝေးအတွက်မြေကွက်ကိုပေးထားပြီးသားမို့လို့မရောက်နိုင်ဘူးလို့ညင်းဆိုတယ်လူယူကတော့လက်မလျှော့ပဲသူ့ရဲ့ရည်ရွယ်ချက်ကိုရှင်းပြဖို့ကြိုးစားတယ်ဦးလေးကျွန်တော်ကိုအဲ့ဒီလောက်ညံ့ညင်းပဲမဖြစ်ပါနဲ့အောင်ကျွန်တော်ကအချောင်းလာတောင်းတာမဟုတ်ဘူးတန်မိုးဖြတ်ပြီးဝဲချင်တာပါကိုဟုံကတော့လူယူပေးတဲ့မုတ်ဘူးကိုကြည့်ပြီးလှောင်ပြောင်းလိုက်တယ်ဒါကပဲမင်းရဲ့စေတနာလားဟာဟာဒါကတကယ်ကိုရေးစရာကောင်းလိုက်တာလူယူကတော့တီတီငိမ့်ငိမ့်နဲ့ပဲပတ်စံ2000ရွန်ကိုထုတ်ပြလိုက်ပြီးအလေးနဲ့ပြောလိုက်တယ်ဒီမှာ2000ရွန်ပါကိုဟုံကတော့အဲ့ဒီငွေတွေကိုကြည့်ပြီးအံ့အားသင့်သွားတယ်သူကလူယူကိုမယုံနိုင်စွာနဲ့မေးလိုက်တယ်ဒီလောက်ငွေတွေကဘယ်ကရတာလဲမင်းကအမိုက်ကောက်တဲ့သူမဟုတ်လားလူယူကတော့ငွေရင်းမြစ်ကိုရှင်းပြမနေတော့ပဲတိုက်ရိုက်ပဲကမ်းလှမ်းလိုက်တယ်ငွေဘယ်ကလာလားအရေးမကြီးပါဘူးအခုကျွန်တော်ပြောတာကိုသဘောတူလားမတူလားပဲပြောပါကိုဟုံလည်းစဉ်းစားပြီးနောက်မှာတော့သဘောတူလိုက်တယ်ဒါပေမဲ့သူကအချက်တစ်ချက်တောင်းဆိုတယ်ငါနဲ့ငါဇနီးကိုအိမ်ထဲခေါ်ပြီးစကားပြောကြတာပေါ့ဒါပေမဲ့တခုတော့ရှိမယ်ကိုဝေးကိုတော့ငါမြင်ငားတယ်ဆိုတာမပြောနဲ့အကယ်၍လူယူတာဒီကိစ္စကိုလှုပ်ဝက်ထားပေးနိုင်မယ်ဆိုရင်သူကနောက်ထပ်900ရွန်အောင်ထပ်ပေးဦးမယ်လို့ဆိုတယ်အမှန်တော့ကိုဟုံရဲ့တူဖြစ်သူကိုဝေးတို့သားဖကအဲ့ဒီမြေကွက်ကိုရဖို့ကြိုးစားနေတာပါလူယူကတော့ဒေါသတကြီးနဲ့ပြောလိုက်တယ်သူတို့သားဖကကျွန်တော်မိဘတွေကိုအဆက်ခွဲပြီးတကားပိတ်ထားခဲ့တာဒီအကျွေးကဒီလိုမျိုးပြီးသွားလို့မရဘူးကိုဟုံကတော့တူတူဖြစ်သူအတွက်စိုးရိမ်နေသေးပါပဲဒါပေမဲ့သူကိုယ်တိုင်လည်းသူ့ညီနဲ့တူဖြစ်သူရဲ့ဆက်ဆံပုံတွေကိုစိတ်ပြက်နေတာကြပါပြီသူကတက်ပြင်းချပြီးညီးတွားတယ်ပြီးခဲ့တဲ့အချိန်ကသူတို့ယူလာတဲ့နှုတ်မုတ်အိတ်ကိုဖွင့်ကြည့်လိုက်တော့အနံ့တွေတောင်နန်းနေတယ်သူတို့ကငါ့ကိုအရေးတောင်မဆိုင်ဘူးနောက်ဆုံးတော့ကိုဟုံလည်းဆုံးဖြတ်ချက်ချလိုက်တယ်သူကသူ့ညီဖြစ်သူကိုဖုန်းဆက်ပြီးမြေကွက်အကြောင်းစကားဆက်ပြီးပြောဆိုလိုက်တယ်ဖုန်းထဲမှာတော့ကိုဟုံရဲ့ညီဖြစ်သူကအလုံးကိုမာနာကြီးနေတယ်ငွေကြေးကိစ္စပြောလိုက်တဲ့အခါမှာတော့သူကလောင်ပြောင်ပြီးဈေးလျှော့ပေးဖို့ညှင်းဆန်တဲ့သူကလူယူရဲ့ကမ်းလှမ်းချက်ကိုယူမိုက်တယ်လို့တောင်သတ်မှတ်လိုက်တယ်နောက်ခါမှာတော့ကိုဝေးရဲ့အတန်ကိုကြားလိုက်ရတယ်ဖေဖေဘသူနဲ့စကားပြောနေတာလဲအဲ့ဒီမြေအတွက်တစ်နှစ်ကို300ပေးမယ်လေလားကျွန်တော်ဆိုရင်သူတို့ကိုပါ3ချက်လောက်ရိုက်ပြလိုက်မှာဒီစကားတန်တွေကိုကြားလိုက်ရတဲ့အခါကိုဟုံရဲ့စိတ်ထဲမှာတော့အပြည့်ပိုင်တက်သားသွားခဲ့ပြီသူကသူ့ညီတို့ရဲ့အပြုတ်မှုကြောင့်စိတ်ပြတ်သွားပြီးလူယူနဲ့ပဲစာချုပ်ချုပ်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲလူယူကအခန်းထဲကပစ္စည်းတစ်ခုကိုသတိထားမိသွားတယ်သူ့ရဲ့ပစ္စည်းတံမိုးဖြတ်စနစ်ကချက်ချင်းပဲအချက်ပြလိုက်တယ်နှစ်ထပ်ကွမ်းဘူးတီးပုံပလင်းချင်းမင်းဆက်နောက်ပိုင်းဖြစ်တံမိုးအလုံးမြင့်ပါသည်ဒီပစ္စည်းကအစစ်မှန်ဖြစ်ကြောင်းသူသိလိုက်ရတယ်ကိုဟုံကတော့ဒါကိုတာမန်လှဆင်ပစ္စည်းလိုပဲထင်နေတာပါသူတို့နှစ်ယောက်ဟာမြေကွက်ကိစ္စကိုအပိသက်စာချုပ်ချုပ်ဆိုလိုက်ကြတယ်လူယူကလည်းဂတိပေးတဲ့အတိုင်းဘာကိုမှပေါက်ကြအောင်မပြောဘူးလို့အာမခံတယ်ကိုဟုံကတော့လူယူကိုကျေးဇူးတင်တဲ့အနေနဲ့အဲ့ဒီတံမိုးမရှိဘူးလို့သူထင်နေတဲ့ပလင်းကိုလက်ဆောင်ပေးလိုက်တယ်လူယူ